အာဆင်နယ်ပြည်ပြဗမာ channel ကိုအားပေးဝင်ရနေကြတော့ညီကောင်မောင်နှမများအားလုံးနဲ့အာဆင်နယ်ချစ်ပြိတ္တများအားလုံးပဲမင်္ဂလာပါလို့ဥစ္စာပထမကျွန်တော်နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် channel ကို like and subscribe လုပ်ရတဲ့ကျွန်တော် channel like and subscribe လုပ်ပြီးဝင်ရပေးခဲ့ကြဖို့အားလုံးကိုမြတ်တရက်ခံပါတယ်ခင်ဗျာ။ Okay အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကစလာဗီးယားနဲ့အာဆင်နယ်တို့ရဲ့ Champions League ပွဲစဉ်အကြောင်းလေးကိုကျွန်တော်ပွဲကြိုသုံးသပ်ချက်နဲ့တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဒီနှစ်သင်းကကျွန်တော်တို့တွေ့ဆုံမှု၄ကြိမ်သာရှိခဲ့ပါတယ်2009ခုနှစ်မှာ2ကြိမ်2021 22မှာ2ကြိမ်ပေါ့နော်အဲ့တော့2009ခုနှစ်တုန်းကချန်ပီယံလိအုပ်စုအဆင့်မှာတွေ့ခဲ့တာဖြစ်ပါတယ်အဲ့တော့စလာဗီးယားရဲ့အိမ်ပွဲမှာဇီဇီတေချခဲ့တယ်ပြီးအာဆင်နယ်အိမ်ပွဲမှာ 7-0 ဆိုတဲ့ရလဒ်နဲ့အာဆင်နယ်နိုင်ခဲ့တယ်နောက်ဆုံးတွေ့ဆုံမှုကျွန်တော်ဆွမ်းနာပြောတဲ့နောက်ဆုံးတွေ့ဆုံမှုမှာတော့အာဒီတာရှိနေမိသားနှစ်ပေါ့နော်2021ခုနှစ်မှာယူဗာလိကျွန်တော်ကွာတာဖိုင်နယ်မှာတွေ့ခဲ့တယ်ကျွန်တော်အာဆင်နယ်အိမ်ပွဲမှာ1-1ကြတယ်စလာဗီးယားအိမ်ပွဲမှာကျွန်တော်4-0ဆိုရလာနဲ့အာဆင်နယ်ကစလာဗီးယားကိုနိုင်ခဲ့တယ်ဒါတွေကတော့ကျွန်တော်ကအရှိအကြောင်းအရာတွေသိစေချင်တဲ့သဘောနဲ့ပြောချင်ဖြစ်ပါတယ်เนาะအဲ့တော့စလာဗီးယားနဲ့ပတ်သက်လို့ကျွန်တော်ပြောအောင်ဗျာစလာဗီးယားကလည်းသူ့လိမှာဆိုလို့ရှိရင်သူက14ပွဲဆက်သူကနိုင်ပွဲရှုံးပွဲလုံးဝမရှိတာ14ပွဲဆက်ရှုံးပွဲမရှိတာကို10ပွဲနိုင်တယ်6ပွဲသေးကြတာလေเนาะရာကိုကလည်း24ပွဲရှိတယ်ပေးကိုကလည်း10ကိုပဲရှိတယ်အဲ့တော့သူ့လိမှာတော့သူကဆရာကြီးပေါ့ဗျာเนาะအဲ့တော့ goal difference သူကြောက်ကိုလည်းသူအဆင့်တက်မှာရှိနေစလာဗီးယားသူ့လိမှာတော့အဲ့တော့ဒါကိုကြည့်ချင်းအားဖြင့်ကျွန်တော်စလာဗီးယားကသူမနိုင်ဘူးဆိုရင်တော့ဗျာသူအရှုံးမပေးဘူးဆိုတဲ့ပုံစံမျိုးသူကစားနေတာကစားခဲ့တော့ကျွန်တော်တွေ့ရတယ်အဲ့တော့ရှမ်ပီယံလိတခြားတစ်ဖက်ပေါ့နော်တခြားတစ်ဖက်မှာကျတော့ရှမ်ပီယံလိ3ပွဲကြီးလိုက်ပြင်တယ်ရှမ်ပီယံလိ3ပွဲက2ပွဲတည်ကြတာတယ်တစ်ပွဲကရှုံးလာတယ်အင်တာမီလန်ကိုရှုံးလာတယ်သို့တော့အင်တာမီလန်ကိုမိနစ်30လောက်ထိသူကတင်းတင်းရင်းနဲ့ဟလာကစားနိုင်ခဲ့တဲ့ပုံစံကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့တော့စလာဗီးယားကထင်သေးလို့မရအောင်ဆိုတဲ့အသင်းထဲမှာတော့အာဆင်နယ်အတွက်တော့ပါမနေဘူးဗျာဒါပေမဲ့ကျွန်တော်အင်တာကိုကစားခဲ့တဲ့ပထမမိနစ်30ကိုတော့ကျွန်တော်တို့အသိမှပြည့်ရလိုက်မယ်စလာဗီးယားနဲ့ပတ်သက်ပြီးတော့เนาะအဲ့တော့တကယ်လို့ဒါအာဒီတာဘက်ကကျွန်တော်တို့ဟလာထုံးစံတိုင်းအလဲလေလေးနဲ့ကစားဖို့စီစဉ်လာပြီးတော့ဟလာဒီစလာဗီးယားကိုအေးစစ်စစ်နဲ့ထင်းထင်းထင်းကစားသွားနိုင်မယ်ဆိုရင်တော့တမျိုးပေါ့ဗျာမဟုတ်ဘဲနဲ့ဟူဝါတလွတ်ရင်တော့စလာဗီးယားကလည်းဘာလဲဆိုတော့သူတို့ကဘယ်လိုပြောရမလဲဆုံးရှုံးစရာမရှိဘူးလေနော်အဲ့တော့သူတို့ဆုံးရှုံးစရာမရှိတော့သူတို့ကအတကုံညှက်ကစားလို့ရတယ်အဲ့အတကုံညှက်ကစားလာမယ်တူကျွန်တော်တို့ဒီပွဲမှာစလာဗီးယားကိုကျွန်တော်ဘာတွေများစလာဗီးယားကအာဆင်နယ်ဒုက္ခရောက်သွားစေနိုင်မလဲပေါ့နော်တွေးကြည့်တဲ့အခါမှာလည်းသိမမဲရကျွန်တော်ကတော့ကျွန်တော်ရင်ထဲမှာတော့ရှိမနေကျွန်တော်အတွေးထဲမှာရှိမနေကျွန်တော်ရဲ့လေ့လာသုံးသပ်မှုတွေအရတော့စလာဗီးယားကအာဆင်နယ်ကိုဒုက္ခပေးနိုင်တော့တဲ့အဆင့်ထိရှိမနေဘူးဆိုတော့ကျွန်တော်ကတော့သုံးသပ်လိုက်ချင်ပါတယ်နော်အဲ့တော့အာဆင်နယ်ဘက်ကိုကျွန်တော်တစ်ချက်သွားကြည့်မယ်ဗျာအာဆင်နယ်ကတော့နောက်အားလုံးသိရတဲ့အတိုင်းပဲဗျာနောက်ဆုံး9ပွဲဆက်ကလင်းရှစ်ယူထားတယ်ကျွန်တော်12ပွဲဆက်ရှုံးပွဲမရှိသေးဘူးမန်ချက်စတာစီးတီးကို1-1တေကြထားတဲ့ပွဲရဲ့နျူကက်ဆယ်ကို2-1နဲ့ကျွန်တော်နိုင်ထားတဲ့ပွဲရဲ့ပေးကိုနောက်ဆုံး12ပွဲမှာပေးကို2ဂိုးပဲရှိထားတယ်အဲ့တော့ဒါကြီးရတော့ဗျာခင်ဗျားလည်းအသင်းတော့ဒါကြီးတော့ amazing ပဲเนาะတကယ်ကိုထိုက်တန်နဲ့ရခဲ့တဲ့ result လို့ပြောရင်ခင်ဗျားတို့ညင်းလို့ရမှာလားမထင်ပြပြတဲ့နေနဲ့ဒါကိုလက်ခံပေးနိုင်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်မိပါတယ်အဲ့တော့ဒီစလာဗီးယားနဲ့တွေ့တဲ့ပွဲသုံးဖို့ပေါ့ဗျာတခြားနောက်လာမယ့်ပွဲတွေပေါ့ကျွန်တော် clean sheet ပြတ်သွားနိုင်မယ့်အနေထားတွေပါတယ်ကျွန်တော်ရှုံးသွားနိုင်မယ့်အနေထားတွေဘောလုံးသိမ်းမဲ့ဗျာကျွန်တော်အနိုင်ကြီးလည်းတော့ဘယ်တော့မှဖြစ်နေမှာမဟုတ်ရှုံးဆိုတော့လာအောင်ပါပဲ okay အဲ့တော့ကျွန်တော်ဒီမှာဂျာညက်ကျွန်တော်ကိစ္စလေးကိုပြောချင်တာကိုပြည့်ကျွန်တော်ကိုပြည့် respect ပါလုံးဝ respect ပါတကယ်ကို respect ပေးပါတယ်ကိုပြည့်နော်ဘာလို့ဆိုကိုပြည့်သုံးသက်သွားကျွန်တော်ဗီဒီယိုတစ်ပုဒ်မှာကျွန်တော်မကြိုက်တဲ့ကျွန်တော်လက်မခံနိုင်တဲ့အရာလေးပါလို့ပဲမကြိုက်ဘူးဆိုတော့ကျွန်တော်လက်မခံနိုင်တဲ့အရာလေးပါဒါကိုပြည့်မြင်သုံးသက်သွားတယ်ကျွန်တော်လည်းဒါကိုကျွန်တော် reply ပြန်တဲ့သဘောတော့မဟုတ်ဘူးဗျာဒါပေမဲ့ကျွန်တော်တခုဖြစ်စောပြောချင်တယ်ပေါ့နော်ကိုပြည့်အနေနဲ့မှတ်ပါတယ်ကျွန်တော်ဒီဘယ်လိုပြောရမလဲကျွန်တော်အသင်းက squad ဖြစ်တယ်အရင် squad ဖြစ်နေပြီဟလားclean sheet တွေတောက်လျှောက်ယူနေတယ်နိုင်ပွဲတွေတောက်လျှောက်ယူနေတယ်ကိုပြည့်အတွေးကကိုပြည့်တွေးမိတဲ့အတွေးကကျွန်တော်ထင်တယ်အာဆင်နယ်တစ်ခုရိမ့်ရင်သွားရင်ကာဘာဖြစ်အောင်ကိုပြည့်ကိုကာဘာယူထားတယ်ကိုပြည့်ခံနိုင်ရရှိအောင်လို့ဒါကျွန်တော်တို့အသင်းပြည်သက်များစုရဲ့ဒါစိတ်ပဲ
ကျွန်တော်လည်းဒီထဲမှာပါခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာကျွန်တော်တို့ကမယုံကြည်လို့မရလုံဆောင်ချက်တွေရဲ့နည်းပြကစားသမားတွေအားလုံးရဲ့လုံဆောင်ချက်တွေကကျွန်တော်တို့ငင်းလို့မရတော့ကျွန်တော်တို့လက်မခံလို့မရဒါပြင်ကိုပြည့်နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာလည်းကိုပြည့်ထပ်ပြောတယ်တင်ပါဘက်ချန်ညာဘက်ချန်အဲ့ back line နဲ့ပတ်သက်လို့ဒီနှစ်က Arsenal back line နဲ့ပတ်သက်လို့ဘယ်ညာအလဲ Arsenal back line နဲ့ပတ်သက်လို့လုံးဝစင်ကြေပေးကြမရှိဘူးဒီလောက်ပြည့်စုံတဲ့ဟလာနောက်တန်း script ပြည့်စုံမှုကြီးကိုပြဓာတ်ကိုပြကာပါယူတာလို့ကျွန်တော်ထင်တယ်။ဘာလဲဆိုတော့ Arsenal တခုခုဖြစ်ခဲ့သို့မဟုတ်ဖလားမရခဲ့သို့မဟုတ်တခုလွဲချော်ခဲ့ဟာလားကိုပြခံနိုင်ရှိအောင်ကိုပြကာပါယူထားတယ်လို့ပဲကျွန်တော်တော့ညည်းရတယ်ကိုပြ respect ပါနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်အသင်းကိုပြဒီလိုအချိန်မှကျွန်တော်တို့တွေရုံချင်းမှုအပြည့်နဲ့မဝန်းရံပဲဘယ်ချိန်ကျွန်တော်ဝန်းရံကြမှာမဟုတ်ဘူးလားအဲ့တော့နောက်ဆုံးပြောချင်တာကတော့ဒီနှစ်မှာကိုပြ Arsenal ကိုရင်းနေကကိုတကယ်ကိုစီးမျောမှုမရှိသေးဘူး။ရာနှုန်းပြည့်စီးမျောမှုမရှိသေးဘူးလို့ပဲကျွန်တော်တော့မြင်မိတယ်။ဒါကျွန်တော်ဒူးတယောက်ရဲ့အမြင်လေးပါနော်ကိုပြ။ Okay sorry ပါကျွန်တော်မှားသွားတယ်ကိုပြ respect ပါ။ Okay အဲ့တော့ကျွန်တော်ပွဲကြောင်းလေးပြန်သွား။ Arsenal နဲ့ကျွန်တော် Slavia Prague ကိုကျွန်တော်နိုင်ကြဘာကြောင်းမှမရှိဘူးလို့ကျွန်တော်တော့ဟာလာသုံးသက်ချင်သလိုဒီပွဲမှာဆိုလို့ချင်းကျွန်တော် Superman မပါတိတိုင်ကွင်းနဲ့ဘာဖြစ်တော့ Superman Rice ကနားပေးမှာကျွန်တော်ဒီပွဲမှာတေးကြတယ်။နော်ကျွန်တော်ထောင်လက်စီ Yogres နဲ့ကျွန်တော်တန်ရာဘာမှမပြင်းထန်ဘူးသို့တော့ Yogres နဲ့နားပေးမှာပဲဒီပွဲက maybe Saka ပါလာလိမ့်မယ် Trossard လည်းပြန်ပါလာလိမ့်မယ်နောက်တန်းမှာတော့ Saliba Gabriel ဘယ်သူ့ကိုနားပေးမလဲတော့မသိဘူးစုံလုံးလည်းနားပေးနိုင်တယ်အဲ့၄ယောက်တော့တန်းလုံးလည်းနားပေးနိုင်တယ်ကိုသမားကတော့ကပ်ပါလာလိမ့်ဒီဘက်မှာ Raya ကိုနားပေးဖို့များတယ်ကျွန်တော်ဒါပေမဲ့ဟလာပွဲစဉ်နေတိုင်းက Champions League ပွဲစဉ်ဖြစ်တဲ့အတွက် Raya ကိုရွှေလက်အိတ်တို့ Raya ကိုအကောင်းဆုံးကိုသမားတော့စီးရင်ဝင်စေဖို့အတွက် Raya ကိုထဲကောင်းထဲတယ်နားပေးစေကျွန်တော် keeper ကိုထည့်လိုက်မှာမဟုတ်ဘူးထုံးစံတိုင်းပဲဟလာပွဲတစ်ပွဲရဲ့ဟလာဒီပွဲစဉ်တောက်လျှောက်မှာသူ့ရဲ့အကောင်းဆုံးပုံစံနဲ့ပြဖို့အတွက်သူ့ကိုထည့်မယ်ဆိုလည်းထည့်လို့ရတယ်ပွဲမျိုးဒီပွဲကလည်းကျွန်တော်ဒီပွဲရဲ့ပွဲစဉ်ရတော့ကျွန်တော်ခါလေးခံမှန်သုံးသပ်ရရင်စလာဗီးယားအင်ကွင်းမှာကံမယ်အာဆင်နယ်နဲ့စလာဗီးယားတို့ရဲ့စလာဗီးယားနဲ့အာဆင်နယ်တို့ရဲ့ချန်ပီယံလိပွဲစဉ်၄ဖြစ်ကံမယ်ပွဲမှာစလာဗီးယားအနေနဲ့အာဆင်နယ်ကိုတောက်ခံနိုင်ခြင်းမရှိပဲနဲ့အာဆင်နယ်ကတော့ကျွန်တော်0-3ဆိုရရတယ်နဲ့အာဆင်နယ်3ကိုစလာဗီးယား0ဆိုရရတယ်နဲ့ပဲအာဆင်နယ်ကထိုက်တန်နဲ့အနိုင်ရရှိသွားလိမ့်မယ်လို့သုံးသပ်ရတဲ့ဒီပွဲကအာဆင်နယ်အတွက်10ပွဲမြောက်ကလင်း10ပွဲမှာဖြစ်မနေရယူနိုင်မယ်ပွဲလို့ကျွန်တော်တို့ကြိုတင်ခံမှန်းသုံးသပ်လိုက်ရင်လည်းဒီဗီဒီယိုလေးကျွန်တော်ဆုံးသတ်လိုက်ချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုအားပေးနဲ့ like and subscribe လုပ်ရတဲ့ like and subscribe လုပ်ပြီးအားပေးကြပါဦးဒါပြင်တကယ်ချင်းပေါင်းတဲ့ဟလာညီကောင်မောင်တွေအားလုံးရဲ့အမြင်လေးတွေကိုလည်း comment မှာရေးခဲ့ပေးနိုင်ပါတယ်ကျွန်တော်ကတော့ဒီပွဲကို Z3 ဆိုရရတဲ့အာဆင်နယ်နိုင်သွားလိမ့်မယ်လို့ခံပေးချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ